ကဘာပေါ်ကအမီးရောက်နေတဲ့မှာအတန်မာဆုံးဖြစ်တဲ့ကိုမီကိုစစ်ကြည့်စုပေါက်ဆက်ထားတဲ့ဆွမ်းရနဲ့ဦးချီကမျိုးဆက်အစစ်စစ်လက်ဆင့်ကမ်းလာတဲ့ဆူဆာနိုရဲ့တိုက်ခိုက်မှုအမြန်တုန်းကဖြုံလို့စရာဖြစ်ပေမဲ့လက်ရှိမှာခါမာကိုအကျွမ်းကျင်ဆုံးအသုံးပြုနိုင်တဲ့သူဖြစ်တဲ့ပြင်အမီးရောက်နေတဲ့မူလအစ10မီရဲ့ချာကိုရာကိုပါဆုပ်ယူလာခဲ့တာဖြစ်လို့ခေဆက်ဆက်အမာကျော်ဆုံးမှဆိုတဲ့ဆူဆာနိုကိုတစ်ချက်တည်းနဲ့ဖောက်ဝင်သွားတာဖြစ်ပါတယ်ရင်းနေကြောင့်တော့ကန်ကောင်းသွားတာဖြစ်ပြီးငယ်တို့ကလည်းတိုက်ပွဲနေရာတစ်ခုလုံးကိုအားရပါရတောင်းကျမ်းလိုက်ပြီးအမီးတွေအကုန်ဒုံချောင်းနဲ့အချုပ်ခံလိုက်ရတဲ့ပြင်ပြစ်လက်ဒီတစ်လုံးနဲ့အတူခူရာမစီယာပေါက်ထအောင်အထိုးခံလိုက်ရတာဖြစ်ပါတယ်ပြန်ချလာတဲ့အချိန်ဆတ်စကေးအတန်ကိုကြားရကြောင်းသဘောပေါက်တဲ့ငယ်တို့ကဂျီကန်ဆုပ်ယူတော့ရာစင်ကန်ကိုအရှောင်ပြလိုက်ပြီးရင်းနေကနေနေရာလေးလိုက်တဲ့အချိန်အပိုင်ခုတ်ခွင့်ရလိုက်ပြီးလက်မတင်လေးဂျီကန်ကတက်ထူကြောင်းနေနဲ့ကာလိုက်နိုင်တဲ့အတွက်တကယ်ကောင်းတဲ့ဂျူရိုတိုက်ကလည်းမထူရောက်လိုက်ပြီးတစ်တောင်သားအပီးပြည့်အသိခံလိုက်ရတာဖြစ်ပါတယ်ဆတ်စကေးကမငြိမ်တဲ့နိုင်တဲ့အမဲရောင်ပြီးတော့အာမာထေရာဆုနဲ့စမ်းကြည့်ပြီးဂျီကန်ကအလွယ်လေးဆုပ်ယူပြလိုက်တဲ့အတွက်မထီရောက်ပဲဒီခွေးသားကတမန်လုံးအကြီးရဲ့ဆိုတာကိုသိသွားကြပါတယ်နောက်တဲ့ချာကိုရာကိုထပ်ပြောင်းနေစပစ်တိုင်းနေရင်စုကိုသုံးဖို့ရမှာမဟုတ်တော့တာကြောင့်အချင်းတွေကသူတို့တွေ့တဲ့အနေနဲ့ပြောင်းပြဖြစ်သွားပြီဂျီကန်ရဲ့ခန္ဓာကိုယ်မှာလည်းအကြောင်းပေါ်လာတာကိုတွေ့လိုက်ကြပါတယ်ဒီမလုံးနဲ့အစွမ်းကိုဂျီကန်ရဲ့ခန္ဓာကိုယ်ကအမိမလိုက်နိုင်တာကြောင့်နောက်တဲ့ကိုယ်လေးကိုဖြစ်တဲ့ခေါင်းကြီးကိုဖြစ်မနေလိုအပ်လာပြီးဖြစ်တဲ့အတွက်ဟိုကလည်းနဲ့ဦးချီယာကိုချက်ချင်းလက်ဆက်တပ်ကိုဆုံးပြလိုက်ပါတယ်ဒါပေမဲ့သူတို့များလုံးလို့လေဒီမှာရှိတဲ့ကိုမျိုးကတတ်နိုင်လို့ဆိုရင်ဂျီကန်ရဲ့ခန္ဓာကိုယ်ကတောင်းပန်နေမှာလားဆိုတာမသိကြတဲ့အတွက်ဂျေးပြဖို့ဝင်ဆုံးပြလိုက်ပြီးအဲ့ဒါကိုရင်းမိရဲ့နေတို့ကအားလုံးထပ်တော့သွားဆွနေရကြောင်းပူရာမကဝန်တားလိုက်ရပါတယ်ပူရာမကဂျီကန်နေတို့ကိုဂျေးပြနေဆိုတာအခုချိန်မှာမတတ်နိုင်လို့မဟုတ်ဘူးချာကိုရာကိုအလကားမှာ